အားလုံးမင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့ဇန်နဝါရီလ21ရက်နေ့ဖြစ်ပါတယ်။ဒီနေ့ဇန်နဝါရီလ21ရက်နေ့အတွက်ထူးခြားတဲ့သတင်းတချို့ကိုကောင်းလို့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အစီအစဉ်လေးကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဇန်နဝါရီလ21ရက်နေ့အတွက်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးရရင်တော့ရခိုင်စစ်သွေးကြွဗိန်းစားတွေထိခိုက်ဒေဆုံးမှုများနေတဲ့အတွက်သတင်းမှားတွေထုတ်ပြန်နေတဲ့ဆိုတဲ့အကြောင်းအရာလေးနဲ့စတင်ကြပါမယ်။ဒါကတော့မနေ့ကဇန်နဝါရီလ20ရက်နေ့ည9:24မိနစ်နဲ့9:28မိနစ်မှာပဲရခိုင်လက်နက်ကိုင်တပုံအေအေထိန်းချုပ်ထားတဲ့ကြောက်တော်မြို့နယ်ထဲမှာရှိနေတဲ့ကျေးရွာတရွာကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွင်ရခိုင်စစ်သွေးကြွတွေနဲ့အကြမ်းဖက်သမားတွေထိခိုက်ဒေဆုံးမှုတွေများခဲ့ပါတယ်။ဒီလိုအကြမ်းဖက်သမားတွေနဲ့ဆက်သူတွေထိခိုက်ဒေဆုံးမှုများခဲ့တဲ့အတွက်ရခိုင်လက်နက်ကိုင်တပုံအေအေရဲ့ပေးစာကမ်းစာနဲ့ရှင်တန်နေကြရတဲ့ရခိုင်စစ်သွေးကြွမီဒီယာအများပြားကတော့တပ်မတော်ရဲ့မနေ့ကလေကြောင်းတိုက်ခိုက်မှုကစစ်သုံးပန်းတွေရှိတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးမှုများခဲ့တယ်ဆိုပြီးတော့တစ်ချိန်နဲ့တစ်ပြိုင်နဲ့တပုံစံနဲ့ဆိုသလိုမျိုးသတင်းတွေထုတ်ပြန်ခဲ့ပါတယ်တကယ်တော့ဒီမနေ့ကဇန်နဝါရီလ20ရက်နေ့ည9:00ခွဲဝန်းကျင်တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာကိုပြန်ကြည့်ရင်တော့ရခိုင်လက်နက်ကိုင်တပုံအေအေကစစ်တွေမြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုပြီးဆင်နွှဲနေတဲ့မြို့နယ်အနီးကပ်ဆုံးမှာရှိတဲ့ပုံနာကျွန်းမြို့နယ်နဲ့ကြောက်တော်မြို့နယ်အဆက်ကကျေးရွာတွေရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ရခိုင်လက်နက်ကိုင်တပုံအေအေကမနှစ်က2025ခုနှစ်ဒီဖေဖော်ဝါရီလဒုတိယပတ်ထဲကစပြီးတော့စစ်တွေမြို့သိမ်းတိုက်ပွဲဆိုပြီးတော့ကြွေးကြော်ရင်းနဲ့တိုက်ပွဲတွေပေါ်ဆောင်နေတာကအခုဆိုရင်တစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်ဒီလိုတစ်နှစ်နီးပါးကြာမြင့်တဲ့အချိန်ထိရခိုင်လက်နက်ကိုင်တပုံအေအေနဲ့အပေါင်းပါတွေကနေ့စဉ်ထိခိုက်ဒေဆုံးမှုတွေများနေပါတယ်ဒါကစစ်တွေမျိုးသိမ်းတိုက်ပွဲတစ်ခုတည်းနဲ့မဟုတ်ပါဘူးကြောက်ဖြူကိုသိမ်းမယ်ဆိုတဲ့ရခိုင်စစ်သွေးကြွတွေရဲ့ကြွေးကြော်မှုတွေကလည်းတစ်နှစ်နီးပါးပြည့်တော့မှာဖြစ်ပြီးဒီနေ့ဒီအချိန်ထိလည်းရခိုင်လက်နက်ကိုင်တပုံအေအေနဲ့အပေါင်းပါတွေကကြောက်ဖြူမျိုးရဲ့အပြင်ရံပြဲမျိုးရဲ့ဂျာစနဲမျိုးအနီးတီကိုစုပ်ခွာနေကြရပြီးတော့နေ့စဉ်ထိခိုက်ဒေဆုံးမှုတွေလည်းများနေပါတယ်ဒီလိုမျိုးနေ့စဉ်ထိခိုက်ဒေဆုံးမှုတွေများနေတဲ့အတွက်ရခိုင်လက်နက်ကိုင်တပုံအေအေကရည်ရွယ်ချက်ရှိစွာနဲ့သူတို့ရဲ့အပေါင်းပါတွေရခိုင်စစ်သွေးကြွတွေဘိန်းစားတွေနဲ့ထောက်ပို့တွေထိခိုက်ဒေဆုံးမှုများခဲ့တယ်ဆိုတာကိုဖုံးကွယ်ဖို့အတွက်နောက်ပြီးတော့တပ်မတော်နဲ့တပ်မတော်သားမိသားစုတွေရဲ့ဂျားမှာအထက်အောက်ဆက်ဆံရေးနောက်ပြီးတော့တပ်မတော်မိသားစုတွေနဲ့တပ်မတော်အကြီးအကဲတွေရဲ့ဂျားမှာစိတ်သဘောထားကွဲလွဲစေရေးအတွက်ရည်ရွယ်ပြီးတော့ဒီစစ်တုံးမှန်တွေဖမ်းဆီးထားတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ရေးသားခဲ့တာဖြစ်ပါတယ်ဆိုလိုရင်းကိုပြန်ဆက်ရရင်တပ်မတော်ကမနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ချောင်းတူရွာခေါ်စောင်းတူရွာကဘယ်နေရာမှာရှိတယ်လဲဆိုတဲ့အချက်ကနေအရင်ဆုံးတင်ဆက်ပေးချင်ပါတယ်ဒီရွာကတော့ဒီပုံနာကျွန်းနဲ့ကြောက်တော်မြို့ရဲ့ဂျားမှာရှိနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ကြောက်တော်မှာရှိနေတဲ့စားကားခတွေနေမီကန်တရင်တက်ဖွဲ့တွေကိုဝိုင်းဝန်းတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်ဘေးမှာရှိနေတဲ့ရွာတွေဘေးမှာရှိနေတဲ့ဒီမျိုးတွေခမီတွေစစ်သွေးကြွတွေကရခိုင်လက်နက်ကန်သဘောအေးကိုပပေါင်းစုံကနေဝိုင်းဝန်းထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။ဆိုတော့ကြောက်တော်မြို့သိမ်းတိုက်ပွဲနဲ့အတူကြောက်တော်နဲ့ပုံနာကျွန်းရဲ့ဂျားမှာရှိနေတဲ့ကန်ဆောင်တိုက်နေအနီးကအတာ3ခုကိုရခိုင်စစ်သွေးကြွတွေဝိုင်းဝန်းတိုက်ခိုက်တဲ့အချိန်မှာလည်းမနေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ချောင်းတူရွာကအဓိကနေရာမှာပါဝင်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မနေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ချောင်းတူရွာဆိုတာကအမတာ389ရဲ့တောင်ဘက်မှာရှိပါတယ်။ကြောက်တော်မြို့ကနေလာမယ်ဆိုလို့ရှိရင်အမတာ389ကိုတွေ့ရမှာဖြစ်ပြီးအမတာ389ကနေလာမယ်ဆိုပုံနာကျွန်းကိုရောက်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ကုန်ပိုင်းကပဲရခိုင်စစ်သွေးကြွတွေဝင်ရောက်စိတ်ဝင်နေတဲ့ဆိုတဲ့သတင်းကြားတဲ့ရခိုင်စစ်သွေးကြွတွေရဲ့တင်နန်းသားလက်ဆက်ရင်းသားလေးတွေဝင်ရောက်စကန်ချနေတယ်လို့သတင်းရတဲ့နေရာကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။အဲ့ဒီနေရာတွေကလည်းမနေ့ကတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ချောင်းတူရွာအနီးကရွာတွေဖြစ်ပါတယ်။ဒီရွာတွေကိုပြန်ပြောရမယ်ဆိုရင်တော့အမတာ389ရဲ့အနီးမှာရှိနေတဲ့ကန်ဆောက်တိုက်နဲ့ဒီပြောင်းစိန်ကျောင်းဖို့ရွာတွေပဲဖြစ်ပါတယ်။ဒီရွာတွေမှာအကြမ်းဖက်သမားတွေဝင်ရောက်နေထိုင်နေတဲ့စကန်ချနေတဲ့ဆိုတဲ့သတင်းရရှိခဲ့တဲ့အတွက်တပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ဘူးပါတယ်။ဆိုတော့မနေ့ကတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ချောင်းတူရွာမှာဘာကြောင့်တပ်မတော်စစ်သားတွေတပ်မတော်သားတွေဖမ်းဆီးခံထားရတဲ့စစ်တုံးပန်းတွေနေရာကိုလေကြောင်းတိုက်ခိုက်ခံရမှာလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ဒါကရှေ့ကတာရကတွေနဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်ရခိုင်လက်နက်ကိုင်တပုံအေအေကကြောက်တော်ဒေသကိုရခိုင်လက်နက်ကိုင်တပုံအေရဌာနချုပ်အနေနဲ့ရည်မှန်းထားခဲ့တယ်ဆိုတာ2024ခုနှစ်ကလေးကသိတာထင်ရှားလာပြီဖြစ်ပြီးတော့2023ခုနှစ်ကနေစတင်ခဲ့တဲ့1020ခုစစ်စင်ရေးရဲ့တကြောပြန်တိုက်ပွဲတွေအတွင်းရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်တွေနဲ့ချင်းပြည်နယ်ကပလက်ဝအပါအဝင်မြို့နယ်14မြို့နယ်ကိုရခိုင်စစ်သွေးကြွခေါင်းဆောင်ထွန်းမြတ်နိုင်ကထိန်းချုပ်ထားတယ်။ထွန်းမြတ်နိုင်ရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရင်မှုတွေနဲ့ထိန်းချုပ်ထားတဲ့နေရာတွေကိုလက်လန်းမီဖို့ဆိုရင်ကြောက်တော်ကအဓိကကြားပါတယ်။ကြောက်တော်ကနေမြောက်ဘက်မှာရှိနေတဲ့ပလက်ဝကိုလည်းထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ကြောက်တော်ရဲ့အရှေ့မှာရှိနေတဲ့မြောက်ဦးအဲ့ဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်မင်းပြားဒေသတွေကိုလည်းထိန်းချုပ်နိုင်မှာဖြစ်တယ်။
ဒါအပြင်ကြောက်တော်မြို့ရဲ့တောင်ဘက်မှာရှိနေတဲ့ပုံနာကျွန်းကနေအနောက်ဘက်ကရသေးတောင်ဘူးသီးတောင်မောင်တော်တွေကိုလည်းထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်တပုံစစ်သွေးကြွခေါင်းဆောင်ထွန်းမြတ်နိုင်ကကြောက်တော်ဒေသကိုသူ့ရဲ့ဌာနချုပ်အနေနဲ့ရည်မှန်းထားခဲ့တာရှိတယ်။ဒါအပြင်ပြီးခဲ့တဲ့2025ခုနှစ်နှစ်လယ်ပိုင်းလောက်ကလည်းထွန်းမြတ်နိုင်ကြောက်တော်ဒေသကိုလာရောက်အခြေချခဲ့တဲ့ဓာတ်ပုံတွေလည်းထွက်ရှိခဲ့ပူပါတယ်။ဆိုတော့ဖြစ်စဉ်တွေအားလုံးကိုပြန်ကြည့်ရင်ကြောက်တော်ဒေသကရခိုင်လက်နက်ကိုင်တပုံ AA ထိန်းချုပ်ထားတဲ့ဒေသတစ်ခုဖြစ်တယ်။ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့ဌာနချုပ်တစ်ခုဖြစ်ခဲ့ပြီးတော့စစ်တွေမြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့အချိန်ကြောက်တော်ကရတဲ့ရခိုင်စစ်သွေးကြွလေးတွေကိုပုံနာကျွန်းကိုပို့ပြီးတော့ကြောက်တော်စစ်တွေမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေတာဖြစ်ပါတယ်စစ်တွေမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်ဆိုပေမဲ့လည်းနေ့စဉ်ထိခိုက်ဒေဆုံးမှုတွေများနေပါတယ်တမတော်ရဲ့မနေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာမှာဘာကြောင့်တမတော်သားတွေစစ်တုံးပန်းတွေရှိနေပါလဲတမတော်သားတွေစစ်တုံးပန်းတွေရှိနေတဲ့နေရာကိုတမတော်ကရောဘာကြောင့်လေကြောင်းတိုက်ခိုက်မှာပါလဲဒီလိုမျိုးရခိုင်လက်နက်ကိုင်တဲ့ပုံ AA နဲ့အပေါင်းပါတွေထောက်ပို့တွေထိကန်တည်ဆုံးမှုများခဲ့တဲ့နေရာတွေဆိုရင်အမြဲတမ်းဆိုသလိုစစ်တုံးပန်းတွေဖန်ဆီးခဲ့တဲ့နေရာစစ်တုံးပန်းတွေထိန်းသိမ်းထားတဲ့နေရာမှာလေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ဝါဒဖြန့်တဲ့သတင်းတွေအမြဲတမ်းထုတ်ပြန်ခဲ့ပါတယ်။ဖြစ်စဉ်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ပြီးခဲ့တဲ့နှစ်2024ခုနှစ်ကလည်းမြောက်ဦးမြို့နယ်တွေကရင်းချောင်းတောင်အနီးကအကြမ်းဖက်သမားတွေစကန်ချနေတဲ့နေရာစုဖွဲ့နေတဲ့နေရာကိုတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွင်ထိခိုက်ဒေဆုံးသွားတဲ့ရခိုင်စစ်သွေးကြွအလောင်းအတူအပြက်တွေကိုပိတ်ဆက်အဖြူတွေနဲ့ဖုံးပြီးတော့ဘေးမှာငိုကြွေးနေတဲ့ရခိုင်စစ်သွေးကြွမျိုးဆက်တစ်လေးတွေနဲ့သူတို့ရဲ့မိသားစုတွေရဲ့ဓာတ်ပုံတွေကိုလည်းမြင်တွေ့လာရပါတယ်။ဒါပေမဲ့ဒီဖြစ်စဉ်ကိုပဲရခိုင်လက်နက်ကိုင်တဲ့ပုံခေါင်းဆောင်ထွန်းမြတ်နိုင်ညိုထွန်းအောင်နဲ့ခိုင်ဒုခတို့ကမျက်နှာပြောင်တိုက်ပြီးတော့တေဆုံးသွားသူတွေကတမတော်သားတွေဖြစ်ပြီးစစ်တုံးပန်းတွေတေဆုံးနေဆိုပြီးတော့ဝါဒဖြန့်ခဲ့ပါတယ်။တကယ်တော့ရခိုင်လက်နက်ကိုင်တဲ့ပုံ AA ရဲ့ဖန်ဆီးခြင်းကိုခံထားရတဲ့စစ်တုံးပန်းတွေမှာလုံးဝလူအခွင့်အရေးမရကြပါဘူး။ဖန်ဆီးထင်းသိမ်းခံထားရတဲ့မိသားစုဝင်တွေရဲ့လက်ဝတ်လက်စားတွေပိုင်ဆိုင်မှုတွေအဝယ်စားတွေအားလုံးကိုတင်ထားကြတာတွေရှိပြီးတော့ဖန်ဆီးခံရတဲ့တမတော်သားတွေကဒီကျမ်းမာရေးကောင်းမွန်တဲ့သူတွေကိုကျွဲကြောင်နွားကြောင်စိုက်ခင်းတွေမှာထက်စပားဆိုင်မျိုးစုံကူလီခိုင်းတာတွေပြုလုပ်နေတာရှိပါတယ်။ပြန်လည်လွတ်မြောက်လာတဲ့စစ်တုံးပန်းမိသားစုတွေရဲ့ပြောကြားချက်တွေအရလဲရခိုင်လက်နက်ကိုင်တဲ့ပုံ AA ထိန်းချုပ်ထားတဲ့နေရာတွေမှာဘယ်တော့မှစစ်တုံးပန်းအနေနဲ့လူသူလိုမနေရဘူးလို့သိရပြီးတော့ Geneva Convention အရစစ်တုံးပန်းတွေကိုလူသားချင်းစာနာထောက်ထားစွာနဲ့ထိန်းသိမ်းထားရမယ်ဆိုတဲ့အချက်ကိုလည်းမှတ်တမ်းဓာတ်ပုံတွေနဲ့ဟန်ပြဓာတ်ပုံတွေရိုက်ကူးပြီးလို့ရှင်ဖြစ်တယ်လို့ထားရဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဆိုတော့မနေ့ကတမတော်ကလေကြောင်းတိုက်ခိုက်မှုအတွင်းပြန်လွတ်ပေးဖို့နီးစပ်နေတဲ့စစ်တုံးပန်းတွေနဲ့မိသားစုတွေကိုတမတော်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ဟန်ပြသတင်းတွေထုတ်ပြန်ခဲ့ပြီးမြဲရှေ့မှာဖြစ်ခဲ့တဲ့မြောက်ဦးရန်ချောင်းကဒီလေကြောင်းတိုက်ခိုက်မှုပေါက်တော်မှရှိနေတဲ့ဒီရင်ရွာကဒီအကြမ်းဖက်သမားတွေဝင်ရောက်စကန်ချနေတဲ့ဆေးရုံကိုလေကြောင်းတိုက်ခိုက်မှုတွေကိုပြန်ကြည့်ရင်ရခိုင်စစ်သွေးကြွတွေကသူတို့အထိနာရင်ဆေးရုံတွေဆေးကန်းတွေအထိနာတယ်ဆိုရင်စစ်တုံးပန်းတွေရှိတဲ့နေရာကိုတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဆိုပြီးတော့အမြဲတမ်းအရှက်မဲ့စွာနဲ့ဝါဒဖြန့်မှုသတင်းမှားတွေထုတ်ပြန်နေစေဖြစ်ပါတယ်ဆိုတော့မနေ့ကတမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းရခိုင်စစ်သွေးကြွတွေအများတထိခိုက်ဒေဆုံးမှုများကြပါလိမ့်မယ်ဒါကြောင့်မလို့လေတမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကဖန်ဆီးခံရတဲ့တမတော်သားမိသားစုတွေနဲ့ပြန်လွတ်ခံတမတော်သားမိသားစုတွေကိုရည်ရွယ်ချက်ရှိစွာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ပုံစံမျိုးဝါဒဖြန့်သတင်းမှားတွေရေးသားခဲ့ကြတာဖြစ်ပါတယ်။ဖြစ်စဉ်တွေပြန်ကြည့်ရင်လည်းကြောက်တော်နဲ့ပုံနာကျွန်းတစ်လျှောက်ကကြေးရွာတွေအားလုံးကရခိုင်စစ်သွေးကြွတွေဝင်ရောက်နေထိုင်နေစကန်းချနေစုဖွဲ့နေတယ်ဆိုတဲ့အချက်အလက်တွေကပြီးခဲ့တဲ့2024ခုနှစ်ကနေ2025ခုနှစ်နှစ်ကုန်ပိုင်းအထိသတင်းတွေမှတ်တမ်းတွေဖြစ်စဉ်တွေအားလုံးလည်းကျွန်တော် Union Politics New မှာမှတ်တမ်းပြုစုထားတာရှိတယ်လို့ဒီချောင်းတူရွာအနီးမှာရှိနေတဲ့ကန်ဆောက်ပြောင်းစိတ်ကြောင်းဖိုးရွာတွေမှာလည်းတမတော်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်။လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာတွေအားလုံးကလည်းရခိုင်လက်နက်ကိုင်တပုံ AA နဲ့ပေါင်းပါတွေစုဖွဲ့နေတဲ့နေရာတွေကြီးပဲဖြစ်တဲ့အတွက်ပြောင်းစိတ်နဲ့အမတာ300ရဲ့အနီးမှာရှိတဲ့ချောင်းတူရွာမှာဘာကြောင့်စစ်တုံးပန်းတွေရှိရမှာလဲဆိုတဲ့အချက်နဲ့ချိန်ထိုးပြီးစဉ်းစားကြည့်မယ်ဆိုရင်ရခိုင်စစ်သွေးကြွတွေတာရှိတယ်ဆိုတဲ့အချက်ကိုမြင်သာလာတာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကိုင်တဲ့ပုံ AA ရဲ့ပေးစာကမ်းစာနဲ့ရှင်းတန်နေကြရတဲ့လေးဘက်ထောက်မီဒီယာအမိခံထားတဲ့အကြမ်းဖက်အားပေးမီဒီယာတွေကတော့ထွန်းမြတ်နိုင်အလိုကျသတင်းတို့သတင်းမှားတွေရေးသားနေပေမဲ့တကယ်တမ်းမနေ့ကချောင်းတူရွာလေကြောင်းတိုက်ခိုက်မှုအတွင်းရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေထိခိုက်ဒေဆုံးသူများနိုင်နေဆိုတဲ့သတင်းဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းရဲ့တောင်ဘက်ခြမ်းမကွေးတိုင်းနဲ့အဆက်မှာရှိနေတဲ့အညာသားတော်သားတွေရှိနေတဲ့နေရာကိုတမတော်ကနေမရှင်လေးဆောင်ရွက်နေတဲ့အတွက်ထိခိုက်ဒေဆုံးမှုတွေများနေတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးသွားချင်ပါတယ်။ဒါကတော့ပြီးခဲ့တဲ့ဇန်နဝါရီလ15ရက်နေ့ရွေးကောက်ပွဲအပိုင်းနှစ်ကျင်းပနေတဲ့အချိန်ကစပြီးတော့မြင်းကြံမြို့ရဲ့ပေးပတ်ဝန်းကျင်ကနေရာတွေမှာတမတော်ကနေမရှင်လေးတွေဒေတာဝန်တည်ရင်အေဂျင့်ရေးအတွက်လုံခြုံရေးတွေကိုတင်းကျပ်စွာဆောင်ရွက်လျက်ရှိပါတယ်။ဒီထဲကနေမှမြင်းကြံမြို့ရဲ့အနောက်ဘက်ရေစကြိုမြို့နယ်နဲ့အဆက်AR မြစ်ရဲ့ကမ်းနားမှာရှိနေတဲ့မြင်းကြံမြို့အမြောက်ဖက်မှာရှိတဲ့ကျေးရွာတွေကိုတမတော်ကနေမရှင်လေးတွေဆောင်ရွက်နေတာရှိပါတယ်။
ဒီရွာတွေကိုအခြေပြုပြီးတော့ပဲပခုတ်ကူနဲ့ရည်စကြိုမှာရှိနေတဲ့အညာသားတော်သား PDF အကြမ်းဖက်သမားတွေကဝင်ရောက်နေကြပြီးတော့မြင်းညံတောင်သာနဲ့ထိုးကြီးတစ်ဝိုက်ကိုစစ်ရေးဖော်ဆောင်တဲ့အနောက်ရှက်တွေပြုလုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်တက်မတော်ကနေမြေရှင်းလင်းမှုတွေကိုမြင်းညံမျိုးရဲ့အနောက်ဘက်မှာရှိဆောင်နတ်ညွန်းတဲဖြူဝပ်ပြည်တာစတဲ့နေရာတွေရဲကုန်းအောင်ဆန်းစတဲ့ရွာတွေကိုနေမြေရှင်းလေးတွေဆောင်ရွက်လျက်ရှိပါတယ်။အပြစ်မဲ့အယတာမိဘပြည်သူတွေကပြီးခဲ့တဲ့ဒီလာပေါင်းများစွာတွေကအကြမ်းဖက်သမားတွေဝင်ရောက်နေထိုင်နေတာဖြစ်တဲ့အတွက်ကျေးရွာတွေရဲ့အဝေးဆုံးမှာနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးကျေးရွာတွေမှာဒေသခံမိဘပြည်သူတွေကိုမရှိတော့တာကိုအခွင့်ကောင်းရှုပြီးတော့ပဲရေစကြိုပခုတ်ကူကအညာသားတောသားတွေနဲ့မြင်းညံဘလက်တိုက်ကကွန်းဆိုင်သားတောသားနဲ့အဖွဲ့တွေကတက်မတော်ရဲ့နေမြေရှင်းလင်းမှုတွေအတွင်းမြင်းညံတောင်သာနထိုးကြီးတစ်ဝိုက်ကနေမြေရှင်းလင်းမှုတွေကိုတပတ်ပတ်ပြီးတော့ဒီနေရာတွေမှာပြန်လည်ဝင်ရောက်စုဖွဲ့နေတယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်နေမြေရှင်းလင်းရေးတွေဆောင်ရွက်နေတာရှိတယ်လို့မြင်းညံနဲ့နထိုးကြီးရဲ့ကြားမှာရှိနေတဲ့နနင်းတောင်တွင်ရွာကိုလည်းနေမြေရှင်းလင်းဆက်လက်ဆောင်ရွက်နေတာရှိပါတယ်။ဆိုတော့တက်မတော်ကပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလောက်ကလေးကမြင်းညံမျိုးရဲ့အရှိတ်ဘက်9မိုင်10မိုင်ပတ်ဝန်းကျင်တွေကိုနေမြေရှင်းလင်းဆောင်ရွက်နေတာဖြစ်တဲ့အတွက်မလဲရွာတွေရွာသစ်တွေစတဲ့နေရာတွေကိုနေမြေရှင်းလင်းဆောင်ရွက်ထားတာဖြစ်ပြီးမြင်းညံဘလက်တိုက်ကာကမိုက်ခဲဦးဆောင်တဲ့အဖွဲ့ဆရာကျောင်းလို့ခေါ်တဲ့စစ်သွေးကြွအဖွဲ့တွေကမိုးကုတ်ကိုအမီတန်းနေအောင်ပြေးရတဲ့အခြေအနေမျိုးထိဖြစ်ခဲ့တာပါ။တစ်ဖက်မှာလည်းမိုးကုတ်မြို့ကိုပလောင်လက်နက်ကိုင်သဘော DNL ကပြန်လည်လက်လွတ်ရတော့မယ်ဆိုတဲ့အချိန်မြင်းညံဘလက်တိုက်ကာကအဖွဲ့တွေကဒီအခြေအနေကိုအခွင့်ကောင်းယူပြီးမိုးကုတ်မြို့မကြဆုံးစေရေးအတွက်တဖွားမှမခွာပဲတလက်မှမစုပ်ဖဲနဲ့ကုကံကာကွယ်သွားမယ်ဆိုပြီးတော့မြင်းညံကနေမြေရှင်းလင်းခံလိုက်ရပြီးတော့ပုံပြောက်လာတဲ့ခွေးတွေပတ်မှာမိုးကုတ်ထိရောက်သွားခဲ့ကြတာဖြစ်ပါတယ်။မိုးကုတ်ကနေမောင်းထုတ်ခံရတဲ့မိုးကုတ်မှာခွေးနေရမရဖြစ်လာတဲ့မြင်းညံဘလက်တိုက်ကတော့တခိုးနထိုးကြီးစိုးအောင်တို့0ပျောက်ကြားတက်ကြီးကသူ့ဘရာစာတက်ကြီးအဖွဲ့တွေကတော့အခုဒီနေရာတွေမှာပြန်လည်ဝင်ရောက်ပြီးနေ့စဉ်ထိခိုက်ဒေဆုံးမှုတွေနဲ့ကြုံတွေ့ရလျက်ရှိပါတယ်။ဆိုတော့ရွေးကောက်ပွဲအပိုင်း3ကလည်းမနှက်ပြန်တစ်ပတ်ခါဆိုရင်ပဲကျင်းပတော့မှာဖြစ်တယ်။ဇန်နဝါရီလ25ရက်နေ့မှာရွေးကောက်ပွဲအပိုင်း3ကျင်းပမှာဖြစ်ပြီးတော့မြင်းညံတောင်သာပတ်ဝန်းကျင်တွေကလည်းရွေးကောက်ပွဲကျင်းပမဲ့နေရာတွေမှာရှိနေတယ်ပါဝင်နေတာဖြစ်တဲ့အတွက်နေမြေကန်တရင်တပ်ဖွဲ့တွေကနေမြေရှင်းလင်းရေးတွေဆောင်ရွက်နေတာကြောင့်မြင်းကြံတောင်သာနထိုးကြီးဖိုကနောက်ဆိုင်ထားတဲ့နေရာကအညာသားတောသားတွေတောင်စင်ရေမရနဲ့တောင်မြင်လွတ်တဲ့ခွေးပပကိုရောက်ရှိပြီးတောင်ပြေးလိုက်မြောက်ပြေးလိုက်ဖြစ်နေကြရပါတယ်။ဒါကြောင့်မလို့လဲနထိုးကြီးနဲ့တောင်သာတဝက်ကိုနေမြေရှင်းလင်းရေးတွေဆက်လက်ဆောင်ရွက်နေတာရှိသလိုပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကလည်းကြောက်ဘရောင်းကနေချီတက်လာတဲ့ဒီဝဲလောင်တောင်သာပတ်ဝန်းကျင်ကိုတက်မတော်ရဲ့နေမြေကန်တရင်တပ်ဖွဲ့တွေအင်အားထောင်ချီပြီးတော့လမ်းတစ်လျှောက်ကကျန်းဖက်သမားတွေဝင်ရောက်နေထိုင်နေတယ်လို့စကန်ချထားတယ်လို့ယူဆရတဲ့နေရာတွေကိုနေမြေရှင်းလင်းဆက်လက်ဆောင်ရွက်နေစေဖြစ်ပါတယ်။ဒါကြောင့်မလို့ကြောက်ဘရောင်းနဲ့တောင်သာလမ်းပိုင်းဝဲလောင်လမ်းပိုင်းမှာရှိနေတဲ့အညာသားတောသားတွေကအတွင်းပိုင်းမှာရှိနေတဲ့ငစွန်ရွာကိုဝင်ရောက်နေထိုင်စကန်ချတာတွေယာယီရွှေ့ပြောင်းစကန်ချတာတွေပြုလုပ်နေတာဖြစ်တဲ့အတွက်ကြောက်ဘရောင်းဝဲလောင်တောင်သာလမ်းပိုင်းကအကြမ်းဖက်သမားတွေကတော့စက်ကြီးဂိတ်တွေကတော့ရှင်းသွားပြီးတော့အတွင်းပိုင်းကိုဝင်ရောက်နေထိုင်စကန်ချနေတာတွေရှိပါတယ်ဒါကမြင်းညံတောင်သာနထိုးကြီးထဲမှာရှိတဲ့နေရာတွေဖြစ်ပြီးတော့ဒီနထိုးကြီးနဲ့မြို့သားရွာမှာရှိနေတဲ့ပြီးခဲ့တဲ့ရက်ကတက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့စုပြူကုန်းရွာကအညာသားတောသားတွေလည်းထပ်မံတည်ဆုံမှုတွေရှိခဲ့ပါတယ်။မနေ့ကဇန်နဝါရီလ20ရက်နေ့ကျွန်တော်တို့တင်ဆက်ပြီးခဲ့တဲ့သတင်းမှာတော့နထိုးကြီးစိုးအောင်ရဲ့တပ်ရင်းလေးနဲ့တပ်ရင်း30ကဓမြတာသာအကြမ်းဖက်သမား15ယောက်ထိခိုက်တည်ဆုံခဲ့ပြီးတော့အတူပြည့်တဲ့ဒုက္ခိတဖြစ်သွားသူ10ဦးရှိတယ်လို့သိရပါတယ်။ဒီနေ့ဇန်နဝါရီလ21ရက်နေ့ထပ်မံရရှိတဲ့သတင်းအရတော့နထိုးကြီးစိုးအောင်ရဲ့တပည့်တွေထပ်မံတည်ဆုံသူ3ယောက်ရှိသွားပြီဖြစ်တဲ့အတွက်တက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်သမားတွေနဲ့ထောက်ပံ့သူတွေ18ယောက်ထိခိုက်တည်ဆုံနေတယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ်။ဒါကြောင့်မြင်းညံတောင်သာနထိုးကြီးတစ်ဝိုက်မှာ2021ခုနှစ်နိုင်ငံရေးအခင်းအကျင်းဖြစ်ပေါ်တဲ့အချိန်ကစပြီးတော့ဂျိုရကြွကြွနဲ့လက်နက်ကင်လမ်းစဉ်လိုက်ခဲ့ကြတဲ့အညာသားတောသားတွေဒီနေ့ဒီအချိန်ကတော့သူတို့ရဲ့ညီကုန်းချို့ရမယ်အချိန်နေဝင်ချင်းကိုရောက်ရှိလာပြီလို့ပဲဆိုရမှာဖြစ်ပါတယ်။ရွေးကောက်ပွဲအပိုင်း3ထဲမှာလည်းဒီဒေသတွေကပါဝင်နေတယ်။ရွေးကောက်ပွဲအပိုင်း1ကိုအပိုင်း2ကိုကျင်းပပြီးစီးသွားပြီဖြစ်ပြီးရွေးကောက်ပွဲအပိုင်း3အောင်မြင်စွာကျင်းပပြီးတဲ့နောက်မတ်လထဲမှာလွှတ်တော်ခေါ်အစိုးရဖွဲ့ပြီးရင်တော့မြင်းကြံတောင်သာနထိုးကြီးတစ်ဝိုက်ကအညာသားတောသားတွေကိုပိုကနောက်ဆိုင်ထားတဲ့နေရာတွေမှာစလုတ်တိုက်နေမီရှင်လေးဆောင်ရွက်သွားတော့မှာဖြစ်တဲ့အတွက်ဒီအပိုင်းတွေမှာ0ပျောက်ကြားသူ့ဘရာစာတက်ကြီးကိုယ်တိုင်သူ့တပည့်တွေအညာသားတောသားတွေကိုမြေမြုပ်တကြိုပေးနေရတာရှိတယ်လို့နထိုးကြီးစိုးအောင်ကိုယ်တိုင်လည်းရွာတွေမှာလည်းဝင်ရောက်နေထိုင်ပြီးတော့ညဘက်တွေမှာအိတ်မပျော်တဲ့အခြေအနေမျိုးတွေကြုံတွေ့နေရတယ်ဆိုတဲ့သတင်းကြားသိရပါတယ်။မြင်းညံကဘလက်တိုက်ကားဆိုတဲ့တောသားမြခဲစုတ်ချွန်းချွန်းမျက်နှာနဲ့အညာသားတောသားကတော့ဘယ်ကြောင်ကိုရောက်လို့ရောက်နေမှန်းတော့မသိဘူးဖြစ်ပါတယ်။မိုးကုတ်ကိုပဲရောက်သွားသလားမိုးကုတ်ကနေလေလွင့်နေတဲ့နွားကြီးလိုပဲဘယ်နေရာမှာခိုနေတယ်လဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ဒီရက်ပိုင်းမြင်းညံပတ်ဝန်းကျင်ကနေမြေရှင်လေးစစ်ကြောင်းတွေပြည်သူ့စစ်အဖွဲ့တွေရဲ့စစ်ကြောင်းထိုးမှုတွေကြောင့်မြင်းညံဘလက်တိုက်ကအဖွဲ့ကဒီ PDF တွေလည်းအတန်မထွက်နိုင်မဲနဲ့တကိန်းကိန်းတော့မအွန်လိုင်းတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေရပါတယ်။ဒါကတော့မန္တလေးတိုင်းရဲ့တောင်ဘက်မန္တလေးမကွေးတိုင်းနဲ့
ဒီစကိုင်းတိုင်းရဲ့အဆက်မှာရှိနေတဲ့နေရာကအကြမ်းဖက်သမားတွေစုဖွဲ့နေရာကိုတမတော်ကနေမရှင်းလေးဆောင်ရွက်နေတဲ့ဆိုတဲ့သတင်းကိုဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းတွေကသတင်းကိုတင်ဆက်ပေးသွားကြပါတယ်ဆိုတော့အရင်ဦးဆုံးအနေနဲ့စကိုင်းတိုင်းအထက်ပိုင်းမှာရှိနေတဲ့ကော်လင်းဝင်းတို့ဘက်ကအကြမ်းဖက်သမားတွေထိခိုက်ဒေဆုံးမှုများနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားကြပါတယ်ဒါကတော့ဒီကော်လင်ဝင်းတို့ကိုအကြမ်းဖက်သမားတွေကဝင်ရောက်ပြီးတော့ဝင်းတို့မျိုးသိန်းတိုက်ပွဲဆင်နွှဲမယ်ဆိုပြီးတော့ပြီးခဲ့တဲ့2025ခုနှစ်နှစ်ကုန်ပိုင်း2026ခုနှစ်ဇန်နဝါရီလဆန်းလောက်ကလေးကတိုက်ပွဲတွေဖော်ဆောင်နေတာပါကတာမျိုးသိန်းတိုက်ပွဲဆင်နွှဲမယ်ဆိုပြီးတော့ကောက်ပွဲအပိုင်းတစ်ကျင်းပနေတဲ့2025ခုနှစ်ဒီဇင်ဘာ28ဝန်းကျင်တွေကတိုက်ပွဲတွေဖော်ဆောင်နေပေမဲ့အခုဆိုရင်စစ်ဦးကျိုးသွားသလိုဝင်းတို့မျိုးသိန်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့အညာသားတောသားတွေကိုလည်းဝင်းတုံနဲ့ကော်လင်ရွှေဘုံမြကြီးနားလမ်းပိုင်းမှာစုဖွဲ့နေတဲ့နေရာတွေထိတက်မတော်ကနေမရှင်းလေးတွေဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ဒီနေရာမှာပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်12ရက်ဝန်းကျင်ကလေးကဝင်းတုံနဲ့ကောလင်းကနေပူးပေါင်းလာတဲ့ခမရ101ခမရ120နဲ့တက်မလူ6006ကနေမြေကန်တရင်တပ်ဖွဲ့တွေရဲ့ပူးပေါင်းနယ်မြေရှင်းလင်းမှုတွေကြောင့်အကြမ်းဖက်သမားတွေစုဖွဲ့နေတယ်လို့သတင်းရတယ်။